last sport down ရဲ့ and နဲ့ပြန်လဲပြီးတော့ကြိုဆိုပါတယ်ဆိုတော့အရင်ဆုံးဒီ Arsenal နဲ့ Spa ပေါ့နော် Spa ရဲ့အိမ်ဝင်မှာစားခဲ့တဲ့ပွဲပြီးကိုမပြောခင်မှာအရင်ဆုံးတောင်းမှကျင်တာဒါလီအတန်နည်းနည်းပြန့်နေရပေါ့နော်အထီးကတော့နေမကောင်းတီကြားထဲမှာတော်လေးဖြစ်သွားတယ်ရဲ့အခုလက်ရှိချိန်ထိ recovery ပြန်မဖြစ်သေးတဲ့အတွက်ကြောင့်ပေါ့နော်အတန်နာနေရဲ့အပိုင်းလေးကိုတော့ခွင့်လွှတ်ပေးပါလို့ပြောချင်ပါတယ်ဆိုတော့အရင်ဆုံးဒါညကစားခဲ့တဲ့ Spa နဲ့ Arsenal ပွဲတကယ်မထင်မှတ်ထားတဲ့ result တွေလုပ်ပြသွားတယ်ပေါ့နော်ဘာလို့ဆိုတော့ဒီပွဲစဉ်ကို Arsenal သင်း fan မှန်ရင်ကြည့်ရတဲ့အချိန်မှာနည်းနည်းတော့ပုံမှန်ထပ်ပို့ပြီးတော့ exciting ဖြစ်နေလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဘာလို့ဆိုတော့ရှေ့နှစ်ပွဲမှာလည်း Arsenal သင်းကပြောမှဆိုရင်တော်တော်လေးArsenal သင်း fan တွေစိတ်ပြက်စေခဲ့ရပေါ့နော်ဆိုတော့အနည်းဆက်ဆုံး Wolves နဲ့ပွဲစဉ်မှာ Wolves လို့တန်းစစ်ဆောင်အသင်းကိုတရေကစားရဲဆိုတော့တော်တော်လေး fan တွေအတွက်တော်တော်လေးစိတ်ပြက်နေလိမ့်မယ်ပေါ့နော်ဆိုတော့ဒါမဲ့Spa နဲ့တင်းမှာဘာလုပ်ပြမလဲဆိုတာဒါလေးကအရင်ကြည့်ချင်တယ်ပြီးတော့ဒါပြီးရင်လည်း Chelsea နဲ့တွေ့အောင်ပါကွာအသင်းကြီးနဲ့ထဲထဲတွေ့ဆုံမှုဆိုရင်ပြီးရင် Manchester City နဲ့လည်းရှိတယ်ဆိုတော့တော်တော်လေးရင်ခုန်တယ်ဘာလို့လဲဆိုတော့လက်ရှိဒါ Manchester City အသင်းထက်တပွဲပိုကစားထားတယ်ရမှတ်กว่าဟာမှုက difference 9မှတ်ပဲရှိပါတယ်ဆိုတော့ဒီလိုနေထားမှာ Arsenal အသင်းအတွက်ကတော့ဘယ်ပွဲစဉ်တိုင်းကိုတကယ် final ပွဲလို့ကစားရမယ်အနေထားမျိုးမှာဖြစ်နေရပေါ့နော်ဆိုတော့မနေ့ကစားခဲ့တဲ့ပွဲတကယ်လဲတကယ်ပျော်ရွှင်ခွင့်ပေးခဲ့ပါတယ်ပရိသတ်တွေကိုတခုပဲအရန်စိတ်ပြတ်ခဲ့တာက XA ပေါ့နော် XA တွင်းကိုတွင်းပြရတယ်တိတ်မကြဘူး Spa ဘက်ကပြန်ပြီးတွင်းလိုက်ရတယ်တမိနစ်တောင်မပြည့်သေးတဲ့အချိန်ကခြေပတွင်းကိုမြင်လိုက်တဲ့ချိန်မှာကြည့်ရတဲ့ပရိသတ်တွေအတွက်တော်တော်လေးဟာသွားပါပြီဆိုတဲ့ဟာမျိုးဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့လည်းဒီဒုတိယပိုင်းပြန်ရောက်လာတဲ့အချိန်မှာအရင်ကဒီတစ်ခေါက် Spa နဲ့တွေ့ရပွဲစဉ်ကအရင်နဲ့မတူတာပါလဲဆိုတော့ဒါ Spa ဘက်ကလည်းအခုလက်ရှိမှာမှဒါအသင်းကိုဒီပထမဦးဆုံးဒီကင်ထွယ်ရတဲ့အသင်းရဲ့နီးပြတ်တဲ့ပေါ့နော်ဆိုတော့နီးပြတ်တဲ့လက်ထက်မှာလည်းဒါပြောမယ်ဆိုလို့ရှိရင်ဒီနီးပြရဲ့အနေထားတော့ပုံမှန်ဆိုလို့ရှိရင်ဒီအဖွင့်ပွဲစဉ်တွေတို့နောက်ပြီးတော့ယာယီနီးပြဖြစ်ကင်ထွယ်နေတဲ့ချိန်တွေမှာဆို reset ကောင်တစ်ခုကိုလုပ်ပြတတ်တယ်ဆိုတော့ဒါလည်းစောင့်ကြည့်ကြတာလည်းပါတယ်နောက်တစ်ချက်ကကြတော့ Arsenal တင်းကပုံမှန်ဆိုရင်တရေတို့နည်းနည်းလေးစပြီးတော့ဒီတကိုးလောက်ရပြီဆိုရင်ပုံမှန်အားဖြင့်ပိတ်ကစားတဲ့အပိုင်းနေပြီးလို့ရှင်ထပ်ပြီးတော့ဂိုးမသွင်းတော့တာခြေပကိုပြန်လဲခွင့်ပြုလိုက်ရတဲ့အချိန်တွေမှာသူတို့ရဲ့စိတ်တွေကပုံမှန်မဟုတ်ဘဲနဲ့fear ပေါ့နော်ကြောက်စိတ်တွေနဲ့ကစားရတဲ့ဒီပုံစံမျိုးတွေကိုဒါလေးကိုရှေ့ပွဲတွေကမြင်ထားဖို့တော့လေကိုကအဟက်ရနေရဆိုရင်တော့မှအဲ့လိုပြန်ပြီးတော့စိတ်တွေကပုံမှန်မဟုတ်တဲ့အနေအထားမျိုးမှာဒီလိုမျိုးတွင်းပြီးချင်းပေါ့နော်ဒီ XA ရဲ့တွင်းကိုပြီးချင်းမှာပဲတစ်ဖက်ကဒါပြောမှဆိုမူအန်နီရဲ့တွင်းကိုပြန်ပြီးခွင့်ပြုလိုက်ရတဲ့အချိန်မှာဒါလေးကတော့တွားလောက်ပြီးလို့ထင်သားပေမဲ့မထင်မှတ်ထားတာကိုလှုပ်ပြသွားတယ်နောက်ဒီ Yogres တွင်းကိုပြန်ရတယ်ပြီးရင် XA ရဲ့တွင်းကိုပြန်ရတယ်လို့ last minute မှာ Yogres ရဲ့တွင်းကိုထပ်ပြီးတော့ရတယ်ဆိုတော့ဒါလေးကိုပြန်ကြည့်မယ်ဆို Arsenal တင်းဒီနေ့ကစားပုံတိုင်ဆက်ပြီးတော့သွားမယ်ဆိုလို့ရှိရင်မျော်လင့်နေတဲ့ဖလားလမ်းကြောင်းပုံမှာတွေးဖယ်သွားခြင်းမရှိဘဲနဲ့တန်မမတ်ဒီစိတ်တဲ့အတိုင်းပဲသွားမယ်ဆိုရင်ပရိသတ်တွေမျော်လင့်စောင့်စားနေတဲ့ဒီချန်ပီယံဆုနဲ့ကတော့မဝေးလောက်ဘူးလို့တော့ဒါလေးနေနဲ့ထင်တယ်ဆိုတော့ဒီချိန်မှာပြောမဲ့စကားတွေကအသင်းဖန်တွေအမျိုးမျိုးကွဲပြီးတော့ထွက်လာနိုင်တယ်ဒါပေမဲ့ whatever Arsenal team ကိုအားပေးရပရိသတ်တယောက်အနေနဲ့တော့ဒီ podcast ရိုက်တဲ့ဒီ host တယောက်အနေနဲ့ရောကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ Arsenal team မနေ့ကစားသွားတဲ့ဒီမနေ့ပေါ့နော်ကစားသွားတဲ့ကစားပုံက really satisfied ဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာဒါလေးကို record ရှိသွားတယ်ပေါ့နော် exit ကအခုဒီ Spa နဲ့ကြီးပဲပထမကြောမှာလဲ Arsenal အိမ်ဝင်းမှာ 4-1 နေနိုင်တယ်အခုဒုတိယကြောမှာလဲ 1-4 ဆိုရယ် reset နိုင်တယ်ဆိုတော့နှစ်ကြောစလုံးပေါင်း8ဂိုးဆိုရယ်တွင်းဂိုးကတော့နည်းလိမ့်မယ်လို့တော့မထင်ဘူးဆိုတော့ Arsenal တင်းထွက်ဒီတွင်းသွားတဲ့တွင်းဂိုးတွေမှာ XA က Spa အသင်းတီးတန်ပထမဒါအကြောမှာပေါ့ Arsenal အိမ်ဝင်းမှာ hat-trick သွင်းတယ်ဆိုတော့အခုဒုတိယကြောမှာ2ဂိုးသွင်းတယ်စုစုပေါင်း9ကိုသွင်းတယ်ဒီ record ဒါလေးကိုပြန်ပြီးတော့ကြီးလိုက်တဲ့ချိန်မှာဒီမြောက်လန်ဒန်ထားပြီးပွဲစဉ်တွေမှာဆိုလို့ရှိရင် Arsenal တင်းအတွက်တွင်းကိုတွင်းယူပေးရကစားသမားတွေအများဆုံးတွင်းယူသွေးထားပေးရကစားသမား record ရှိတဲ့ချိန်မှာဒီ Robert Pierce ကဒီ
knowledge တန်ထားပြီးမှာအများဆုံး9ကိုတွင်ထားတယ်သူပြီးသွားလို့ရှိရင်အဒီဘာရောက6ကိုတွင်တယ်ပြီးလို့ရှိရင်ဒီနေ့မှာArsenal တင်းကိုရောက်လာတဲ့ XA က9ကိုရယ်ပြီးတော့ Robin van Persie ရယ်ပြီးလို့ရှိရင် Thierry Henry ပေါ့နော်ဆိုတော့သူတို့က9ကိုစီတွင်ထားတယ်ဆိုတော့တရားဒီထဲမှာပဲဒီမြောက်လန်တန်ထားပြီးမှာ Arsenal တင်းအတွက်ဒီခုနပြောတဲ့ XA က9ကိုထိတွင်းထားရဲဆိုတော့ဒါသူ့ရဲ့ record ကလည်းတကယ်ကို impressive ဖြစ်စရာကောင်းတယ်ပေါ့နော်ဆိုတော့ပြီးတော့အခုဒီနေ့ရာသီအတွင်းမှာ Arsenal တင်းရဲ့ London ထားပြီးပွဲစဉ်တွေဒါလေးကိုပြန်ပြီးတော့ကြည့်လိုက်တော့ဒါ West Ham နဲ့ပွဲစဉ်မှာဆိုလဲ Arsenal တင်း2-0နဲ့နိုင်တယ် Fulham ကိုလည်း0-1နဲ့နိုင်တယ်Crystal Palace ကိုလည်း1-0နဲ့နိုင်တယ်ပြီးတော့ Spurs ပထမကြော်မှာ4-1နဲ့နိုင်တယ် Chelsea ကိုတည်ကြထားတယ်1-1နဲ့ပြီးရင် Brentford ကို2-0နဲ့နိုင်တယ်ဒါပြီးလို့ရှိရင်တခြားသောပြိုင်ပွဲတွေလည်းပါတယ်ပေါ့နော်ဒီ Chelsea နဲ့တောက်လျှောက်တခြားသောပွဲတွေတော်တော်များများပါပဲဆိုတော့ဒီ7ပွဲလန်ဒန်ဒါဘီထိထိုက်တွေ့ဆုံမှုမှာ Arsenal လုံးဝမရှုံးထားဘူး7ပွဲနိုင်ထားတယ်7ပွဲမှာ9ပွဲနိုင်ထားတယ်2ပွဲပဲတည်ကြထားတယ်ဆိုတော့ record အရာကလည်းတကယ်ကိုဒါပရိသတ်တွေအတွက်စိတ်ကျေနပ်စရာဖြစ်တယ်လို့မြင်ရတယ်ဆိုတော့ Arsenal တင်း Spurs တင်းကို1989ခုနှစ်နောက်ပိုင်းမှာနောက်ဆုံးဒါ9ပွဲဇက်တိုက်ပေါ့နော်နိုင်ပွဲရရှိရဲ့အပိုင်းဖြစ်လို့နောက်ဆုံး4ချိန်ဇက်တိုက်လေ Spurs တင်းကိုနိုင်တဲ့ပွဲစဉ်ကအဝေးကွင်းပွဲစဉ်ဖြစ်တယ်ဆိုတော့ XA ဒါပထမကြော့မှာ3ကိုဒုတိယကြော့မှာ2ကိုသွင်းတယ်ဆိုတော့5ကိုထိသွင်းထားတယ် record တွေပေါ့နော်ဆိုတော့ပြီးတော့ Yogres က2025ခုနှစ်တုန်းကဒါသွင်းကို Arsenal တင်းအတွက်9ကိုပါဝင်ပတ်သက်ခဲ့ပြီးတော့2026ခုနှစ်မှာဆိုရင်တော့သွင်းကို10ကိုထိပါဝင်ပတ်သက်ထားတယ်ဒါမဲ့တခုစိတ်မကောင်းစရာကဒီ PK Spurs နဲ့ပွဲစဉ်မှာ Arsenal တင်းရဲ့ခြေပတ်ကိုက Declan Rice ရဲ့အမားကနေပေးလိုက်ရတဲ့သွင်းကိုဖြစ်တယ်ဒီမှာလဲထူးထူးခြားပဲ Declan Rice ရဲ့100ပေါ့နော်ပွဲစဉ်တရားပြင်းမြောက်တဲ့နေ့မှာပဲဒါလီကိုမျှော်လင့်ထားတာကတော့ Declan Rice သွင်းကိုလေးများရခဲ့ရင်သူတို့ပို့ပြီးတော့ကောင်းတဲ့ပွဲစဉ်ပွဲဖြစ်လာမယ်လို့မျှော်လင့်ခဲ့ပေမဲ့သူရဲ့ပွဲတရားပြောက်တဲ့ဒီမြောက်တဲ့နေ့မှာပဲသူ့အမားချောင်းတစ်ဖက်က Spursကသွင်းကိုရသွားတယ်ဒီအတွက်တော့ဒါလီကို sorry ပေါ့နော်စိတ်မကောင်းပါဘူးဆိုတော့Adidas ကအခုဒီနေ့ရာဒီ Spa ကိုပေါ့နော်ဒါမတူညီရဲ့နီးပြနှစ်ဦးကိုအနိုင်ယူလိုက်တယ်လို့ပြောလို့ရတယ်ပထမကြော့မှာ Thomas Frank ကိုအနိုင်ရပြီးတော့အခုဒုတိယကြော့မှာတော့နီးပြတွေဖြစ်တဲ့ Tudor ကိုအနိုင်ရတယ်ဆိုတော့ဒီ Arsenal တင်းအတွက်ထပ်ပြီးတော့သွားမယ်ဝေးစာပို့ပြီးတော့ဒီ Spurs အသင်းနဲ့ပွဲစဉ်ကတကယ်ကိုပြောမှဆိုလို့ရှိရင် one of the moti ပေါ့နော် moti တစ်ခုဖြစ်သွားတယ်လို့ပဲမြင်ရမယ်ဒါပေမဲ့ Arsenal တင်းကိုအရန်ကောင်းတယ်လို့ပဲချီးကျူးနေလို့တော့မရဘူး Arsenal တင်းမှာမဖြစ်ထိုက်တဲ့အမှားတွေကအခုနောက်ပိုင်းပွဲစဉ်တွေမှာဒါလေးကိုဆက်တိုက်တွေ့လာရတယ်ကိုပြတ်ပေးလိုက်ရတဲ့ပွဲစဉ်တွေမှာများသောအားဖြင့်ကိုယ့်ရဲ့အသင်းကကစားသမားတွေရဲ့အမားကြောင့်ပေါ့နော်ပေးလိုက်ရတဲ့သွင်းကိုတွေကပိုပြီးတော့များလာတာကိုဒါလေးကိုတွေ့ရတယ်ဆိုတော့ဒီလိုမျိုးအမှားမျိုး the same mistake မျိုးနောက်ပွဲစဉ်တွေမဖြစ်ရင်တော့အကောင်းဆုံးပါပဲဆိုတော့ကိုကစားရရှိရကစားမယ်ကိုပွဲကိုအာရုံစိုက်မယ်အမှားအနည်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတော့ဒီမှာဒီနေ့မှာလဲတကယ် 1-3 ဆိုတဲ့ result ဖြစ်နေတဲ့ချိန်မှာ 2-3 ဆိုတဲ့ result ဖြစ်သွားဖို့အတွက်ဒီတစ်ဖက်က Spurs တဲ့ရဲ့သွင်းကိုတကူက amazing ဖြစ်စရာကောင်းတာကဒါလီရဲ့ David Raya ပေါ့နော် Raya ကကိုယ်ဝင်တော့မဲ့သွင်းကိုလက်ကနေတခါလက်နဲ့ပေါ့နော်ဆိုတော့ပြန်ပြီးပုတ်ထုတ်လိုက်တယ်ဒါကိုဒါလီကိုနောက်တက်ကပြန်ပြီးရှင်းထုတ်လိုက်တယ်ဆိုတော့ဒီ Raya ရဲ့လက်စွမ်းကလည်းတကယ်ဟိုအခုလက်ရှိချိန်ဒီဒါလီကို no dog food ပေါ့နော်လုံးဝတန်တဲ့ရှိစရာမရှိဘူးလို့ပဲဒါလေးကိုမြင်မိရဲ့ဆိုတော့ Arsenal တင်းဆက်ပြီးတော့ရှေ့ဆက်ပြီးတော့သွားမယ်လမ်းကြောင်းတွေအများကြီးရှိပါသေးရဲ့ record တွေစံချိန်တွေမှတ်တမ်းကောင်းတွေဆက်ပြီးတော့ပိုင်ဆိုင်နိုင်ဖို့အတွက်လည်းအများကြီးလိုသေးရပါတော့ဆိုတော့ Arsenal တင်းအတွက်ကအခုလက်ရှိတော့အသင်းရဲ့ကစားသမားတွေစိတ်သက်ပိုင်းဆိုင်ရာရတော့အကောင်းဆုံးပုံစံတစ်ခုကိုပြန်ရောက်သွားလောက်ပြီလို့တော့ထင်တယ်ဆိုတော့လက်ကျန်ပွဲစဉ်ဒါအခုပွဲစဉ်28ကို Arsenal တင်းကစောစီးစွာနေစားလိုက်ရတယ်ပေါ့နော်ဆိုတော့လက်ကျန်ပွဲစဉ်တွေကတိတ်မကျန်တော့ပါဘူးဆိုတော့38ပွဲကစားမယ်ဆိုတော့10ပွဲမှာအသင်းကြီးထိတိုက်တွေ့ဆုံမှုနဲ့ Arsenal တင်းကိုချိန်ချောက်မဲ့အသင်းဆိုလို့လာမယ်ပတ်ရဲ့ Chelsea ပွဲစဉ်ရဲ့ Manchester City ပွဲစဉ်ရဲ့ပဲရှိရောဆိုတော့ကျန်တဲ့အသင်းတွေကို
နိုင်လောက်မယ်လို့တော့ဒါလေးကတော့အကောင်းဆုံးပုံစံတစ်ခုနဲ့ပြန်လာလောက်လိမ့်မယ်လို့တော့ထင်တယ်ဆိုတော့ပရိသတ်တွေလည်းဘယ်လိုမြင်မိလဲအာဆယ်တင်အတွက်ဒီနေ့ပွဲစဉ်ကပရိသတ်တွေကိုအားရကျေနပ်မှုရှိလောက်လားပွဲစဉ်တွေကအဖြစ်ပြက်တွေရောဒါလေးမပြောပြတော့ဘူးเนาะအဓိကအရန်နေမကောင်းတာရယ်ပြီးတော့နောက်ထပ်ချက်ကျတော့ဒီပွဲစဉ်ကိုတော်တော်များများလဲကြည့်ခဲ့ရမယ်လို့ထင်ပါတယ်ဆိုတော့ဒါလေးဘယ်လောက်တောင်နေမကောင်းလဲဆိုအခုဘောလုံးပွဲကြည့်ရပြီးတော့အိတ်တယ်လုံးဝအိတ်မရဘူးအတန်နေဝင်နေချောင်းနေဆိုးရယ်ဆိုတော့မထူးဆိုပြီးတော့ရိုက်ကွေးလောက်လိုက်ရတယ်ပေါ့နော်ဆိုတော့အားလုံးလည်းကျမကြီး queue ဆိုင်ကြပါဒီရာဒီရာသီဥတုအပြောင်းလဲပေါ့နော်ဆိုတော့ weather changes ဖြစ်နေတဲ့အချိန်မှာအရန်ပူတဲ့အချိန်မှာအဲကွန်ခန်းထဲကနေအပြင်ထွက်တာတွေပူပြီးတဲ့အချိန်မှာမှရေခဲရေတောက်တာတွေအဲကွန်ခန်းထဲဝင်လိုက်တာမျိုးတွေအပူရှက်တာတွေလဲပေးနာရမ်းဖြစ်ပါတယ်ဆိုတော့အားလုံး take care queue ဆိုင်ကြပါအားလုံးကျမချမ်းသာကြပါစေဆိုတော့ဒီနေ့မနက်ကအားလုံးအတွက် Arsenal သင်း fan တွေအတွက်တကယ်ကိုချုံမြိန်နဲ့မနက်လေးဖြစ်လိမ့်မယ်လို့လည်းထင်ပါတယ်ဆိုတော့ဒီကြားထဲမှာဒါလေးနေမကောင်းဖြစ်သွားတဲ့အတွက်အားလုံးကိုလည်းဗီဒီယိုတွေမတင်ဆက်နိုင်တာကိုတောင်းပန်ချင်ပါတယ်ဆိုတော့အခုလာမယ့်ပွဲစဉ်တွေရဲ့ပွဲကြိုတွေကိုလည်းပြန်ပြီးတော့သုံးသပ်ပေးပါမယ်အားလုံးကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့မယ်နော်